ရှိမူတန်ဤဒဏ္ဍာရီထိုင်းနိုင်ငံမြောက်ပိုင်းရှိတောင်တန်းများကြားတွင်အခါလူမျိုးတဦးမွေးဖွားခဲ့သည်သူသည်တိရစ္ဆာန်များကိုတပ်ဖြတ်ခြင်းကိုမနှစ်သက်ပဲအခြားသူများကိုထိခိုက်နစ်နာစေခြင်းကိုမနှစ်သက်ပါငယ်စဉ်ကတည်းကဗုဒ္ဓဘာသာခရစ်ယာန်ဘာသာနှင့်ဗြဟ္မဏဟိန္ဒူဘာသာတို့မှအမှန်တရားကိုရှာဖွေခဲ့ပြီးမော်တက်ဝိညာဉ်စွမ်းအားများနှင့်နက္ခတ်ပေတင်ပညာများကိုလေ့လာခဲ့သည်စစ်မှန်သောစွမ်းအားသည်မော်ပညာတွင်မဟုတ်ဘဲတည်ငြိမ်ပြီးဂရုဏာရှိသောနှလုံးသားတွင်ရှိကြောင်းသူသင်ယူခဲ့သည်တညတွင်နှဆိုင်သောကူတစ်ခုတွင်သူသည်အလင်း၏အမြင်အာရုံကိုရရှိခဲ့ပြီးလူသားများကိုဒုက္ခမှနိုးထစေရန်သူ၏အသိပညာကိုအသုံးပြုခဲ့သောနက္ခတ်ပေတင်ပညာရှင်ရိရှိမူတန်အဖြစ်နိုးထလာခဲ့သည်ယနေ့တွင်သူသည်ချင်းမိုင်တွင်နေထိုင်ပြီးရိုးရှင်းသောဘဝကိုနေထိုင်ကလူများကိုဉာဏ်ပညာနှင့်ဂရုဏာဖြင့်ကူညီပေးခဲ့သည်သူ၏အလင်းသည်သူ၏တပည့်များ၏နှလုံးသားတွင်ထွန်းလင်းနေစေဖြစ်ပြီးကျွန်ုပ်တို့အားဖျားသခင်၏တန်ခိုးသည်ပြင်ပတွင်မဟုတ်ဘဲကျွန်ုပ်တို့၏နှလုံးသားထဲတွင်သာရှိသည်ဟုသတိပေးသည်